လူတစ်ယောက်သည်သူ၏ဦးခေါင်းကိုတန်ကရိယာတစ်ခုအတွင်းညှက်ထားခြင်းခံနေရသည်အနေငယ်မျှလှုပ်ရှားလိုက်ရုံဖြင့်အသက်ဆုံးရှုံးနိုင်သည့်အခြေအနေဖြစ်တော်လဲသူသည်မတုံမလှုပ်ရက်နေ၏သူ၏အားနည်းနေသောအခြေအနေကိုမြင်သောအခါရန်သူဖြစ်သူသည်ဝမ်းသာအားရရင်မောလေသည်သို့သောထိုသူသည်ဘေးရန်နေရနှင့်ရင်ဆိုင်နေရတော်လဲစိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲတည်ငြိမ်စွာဖြင့်ဗုဒ္ဓစာပေဒေသနာတော်များကိုရွတ်ဖတ်ပူဇော်နေခဲ့သည်ရုတ်တရက်ဆိုသလိုပင်ရန်သူဖြစ်သူ၏ဦးကောင်းသည်လည်းအလားတူတန်ကရိယာတစ်ခုအတွင်းသို့ရောက်ရှိသွားတော့သည်တန်ကရိယာကတဖြည်းဖြည်းတင်းကျပ်လာသောအခါရန်သူသည်ညီတို့တားဆီးရမှန်းမသိဘဲအကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွား၏ထိုသူကမူသူ၏ရုပ်ဖတ်တံကိုမရက်နာဘဲရန်သူအနေဖြင့်လူသက်လိုသောအာဃာတစိတ်များကိုစွန့်လွတ်ရန်တိုက်တွန်းလေသည်အစပိုင်းတွင်ရန်သူကနားမထောင်တော့လဲနောက်ဆုံးတွင်အသက်ဘေးမှလွတ်မြောက်ရန်အတွက်သူ၏အကြမ်းဖက်လိုသောစိတ်ထားများကိုစွန့်လွတ်မည်ဟုသဘောတူလိုက်ရတော့သည်ထိုအခါတန်ကရိယာသည်တဖြည်းဖြည်းလျော့ရဲသွားပြီးသူ့အသက်ကိုချမ်းသာပေးသည့်အလားဖြစ်သွားသည်ထို့နောက်ထိုသူကသူ၏သာသနာအလံတော်သို့မဟုတ်တောင်ဝေးကိုခါလိုက်သောအခါမိမိဦးခေါင်းတွင်ဆွတ်ထားသောတန်ကရိယာသည်အလိုလျောက်ကျိုးပြတ်ထွက်သွားလေသည့်ဤဖြစ်ရပ်ကိုမြင်လိုက်ရသောရန်သူသည်အံ့အားသင့်ကမှင်သက်သွားပြီးအေးချမ်းစွာဖြင့်တိုက်ပွဲကိုအောင်နိုင်ခဲ့သောထိုသူ၏ခြေရင်းတွင်လုံးလုံးလျားလျားအရှုံးပေးဒူးထောက်ဝင်ရောက်သွားခဲ့လေတော့သည်